ဒီကောင်လေးနာမည်ကအောင်ပါစိုက်ကားနေပြီးမိဘကိုလှုပ်ကြွေးနေတဲ့ယူသားတဲ့လူငယ်လေးတစ်ယောက်ပေါ့တနေ့မှာတော့သူ့စိုက်ကားပေါ်မှာခရီးသည်တစ်ယောက်အရေးကြီးတဲ့အိတ်တစ်လုံးမိကြံခဲ့ပါတယ်အိတ်ထဲမှာကတိမ်ပေါင်းများစွာတန်တဲ့ငွေတွေနဲ့ရွှေတွေအောင်ခဏတော့မြင်သက်သွားမိတယ်လေဒါတွေကိုယူလိုက်ရင်ငါဘဝတစ်သက်လုံးနားလို့ရပြီလို့သူတွေးမိနိုင်ပေမဲ့သူ့အမေအမြဲဆုံးမခဲ့တဲ့သူတစ်ပါးပစ္စည်းကိုမတရားမလို့ခြင်းတဲ့ခါဆိုတဲ့စကားကိုသူချက်ချင်းသတိရသွားတယ်သူချက်ချင်းပဲစိုက်ကားကိုလှည့်ပြီးပိုင်ရှင်ရှိရာကိုအပူတပြင်းလိုက်ရှာပါတော့တယ်ကံကောင်းချင်တော့လမ်းထောက်မှာပြရခတ်နေတဲ့ပိုင်ရှင်အဖိုးအိုကိုသူပြန်တွေးလိုက်ရပါတယ်အဖိုးအိမ်မေ့ကြံခဲ့လို့ပါရော့အကုန်ပြည့်စုံပဲအောင်ကပြုံးပြုံးလေးပြန်ပေးလိုက်တယ်အဖိုးကဝမ်းသာလွန်လို့ဆုလက်တွေပေးပေမဲ့ရိုးသားတဲ့အောင်ကတော့မတရားတာကိုမယူခဲ့ပါဘူးပတ်စံထက်တန်ဖိုးရှိတာကစိတ်အေးချမ်းမှုနဲ့တိတ်ခါပါပဲရိုးသားတဲ့သူတွေဟာဘယ်တော့မှမနှိမ့်ကြပါဘူး